1389ခုနှစ်ကုလဆန်း8ရက်2018ခုနှစ်မလ24ရက်အလေးတိုင်းဒေသကြီးပြည်ဦးလွင်ခရိုင်ပြည်ဦးလွင်မြို့နယ်အောင်ချမ်းသာရွာဓမ္မဒါယသာသနာစင်တာဓမ္မရတိမဟာဓမ္မသဘာဓမ္မယုံကျောင်းတော်ကြီးတွင်ဆင်ကျင်းပပြုလုပ်အပ်သည်မိခင်ကြီးတော်မြတ်အေ9နှစ်ပြည့်အာရည်စု၍ရန်ကုန်မြို့ဥဆိုင်ဆံတော်အေမင်းသတ္တဝိမြေတစုတို့ဤမြေမြစ်တစုတို့ဤပမောဂကျုပ်ဆရာတော်ပုဏ္ဏပတ္တမရသိက္ခာပရပူဇာကံထချင်းလူတော်မင်္ဂလာအခမ်းအနားအနုမောဒနာတရားကုသိုလ်ကောင်းမှုပြုတဲ့အခါမှာကုသိုလ်ကောင်းမှုကိုပါဠိစာပေမှာပုံညလို့ခေါ်တာရှိတယ်ပုံညဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကပုဏ္ဏတိသောဒေတိတိပုံညာလို့မိမိတဏ္ဍာမှာမကောင်းကျိုးကိုပေးတတ်တဲ့ကိလေသာအညစ်အကြေးတွေကိုစင်ကြယ်စေတတ်သောကြောင့်လေကောင်းမှုလို့ခေါ်တာခန္ဓာကိုယ်ထဲမှာအစိတ်အတောက်တွေဖြစ်နေလို့ရှိရင်ထိုအစိတ်အတောက်တွေကိုပြေစေတတ်တဲ့ဆေးနဲ့အစိတ်အတောက်ကိုဖြေရတယ်လို့လူတွေရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အကုသိုလ်ဆိုတဲ့အစိတ်အတောက်တွေကိုဆေးကြောတန့်စင်ပေးနိုင်တဲ့ဆေးဟာကုသိုလ်ပဲဖြစ်တယ်ခုလိုလူမှုတမ်းမှုကိုအကြောင်းပြုပြီးတော့စိတ်ထဲမှာဝမ်းသာကြည်နူးမှုတွေဖြစ်တယ်မိမိရှိတဲ့ပစ္စည်းကိုစွန့်လူပြီးတော့ပေးကမ်းတယ်လူတန်းတယ်ကောင်းမြတ်တဲ့အလုပ်တစ်ခုကိုလုပ်မယ်မကောင်းတာတွေကိုရှောင်မယ်လို့စောင့်တည်လိုက်တဲ့သီလတရားတွေချမ်းသာကြပါစေအလုံးစင်ပြေကြပါစေလို့ပွားရလို့မေတ္တာဘာဝနာပွားရမျိုးလို့ကိုယ်စိတ်ထဲမှာတတိစွမ်းအားတွေတမာတိစွမ်းအားတွေပညာစွမ်းအားတွေတိုးတက်လာအောင်ပြုလုပ်တာဘာဝနာလို့ခေါ်တယ်အဲ့ဒီဒါနသီလဘာဝနာဆိုတဲ့ကုသိုလ်၃မျိုးဟာလူရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့လောဘဒေါသမောဟစတဲ့အညစ်အကြေးတွေကိုတန့်စင်ဆေးကြောပေးနိုင်တာဖြစ်သောကြောင့်ပုံညာလို့ဒီလိုခေါ်တာနော်ဒီနည်းနဲ့ပဲဆေးကြောအောင်တခြားနည်းနဲ့ဆေးကြောလို့မရကိုယ်တဏ္ဍာမှာဖြစ်တဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အကုသိုလ်တွေကိုအစဉ်စဉ်ဆေးကြောလိုက်တဲ့အခါဒါနကောင်းမှုကဘာကိုဆေးကြောတာတုံးဆိုလောဘဆိုတဲ့ပစ္စည်းဥစ္စာပေါ်မှာတွေ့တာမှုစုပ်ကင်ထားမှုဆိုတဲ့အကုသိုလ်ညစ်ကြေးကိုဆေးလိုက်တာပဲဖြစ်တယ်ပေါ့တခါသီလဆောက်တည်လိုက်တဲ့ဖြင့်အာရောဒဆိုတဲ့မေတ္တာဘာဝနာပွားတာဖြစ်တယ်ပေါ့ဘာလို့အာရောဒနဲ့သီလနဲ့ဘယ်လိုဆိုင်တာတုံးဆိုဘယ်တရဝါကိုမှငါမတတ်ပါဘူးလို့ဆိုလိုက်ကြတဲ့ဒေါသကင်းရင်ဘယ်တရဝါမှမတတ်ဘူးလေရှင်တဲ့နှလုံးထဲမှာအလုံးပေါ်မှာจิตနဲ့ချင်းခွင့်လွတ်ခြင်းဆိုတဲ့စိတ်နဲ့နေလို့မြည်သည့်တရဝါရဲ့အသက်ကိုမှမတတ်ပါဘူးပါဏာတိပါဒဝေရမဏိသိက္ခာပရံသမာရိယမိဆိုတဲ့သီလကိုဆောက်တည်လိုက်တာဟာအာရောဒဆိုတဲ့မေတ္တာကိုအခြေခံတာပဲဖြစ်တယ်ဒါကြောင့်မို့အာရောသောသီလဟေတုလို့အထသာလေးနေအဘိဓမ္မာကျမ်းမှာဒီလိုဆိုတာမေတ္တာမသဘာဝကြတယ်ပေါ့နော်အာရောဒဆိုတဲ့မေတ္တာတရားဟာကိုချင်းသီလပြည့်စုံဖို့အတွက်အကြောင်းတစ်ခုဖြစ်တယ်ဟုတ်တယ်မုန်းတိနေလို့ရှိရင်တတ်ချင်းဖြတ်ချင်းဆိုတဲ့ပါဏာတိပါဒအလုပ်ကိုလုံးကြတာဖြစ်တယ်မုန်းလို့တတ်ကြဖြတ်ကြတယ်ဒေါသဖြစ်လို့တတ်ကြဖြတ်ကြတာဖြစ်မတတ်ပါဘူးဘယ်တရားကိုမှမတတ်ပါဘူးလို့စောင့်တည်လိုက်တဲ့သီလဒေါသကိုချုပ်တီးလိုက်ခြင်းဖြစ်လို့ဒေါသဆိုတဲ့အညစ်အကြေးကိုသီလကဆေးလိုက်တယ်လို့ပြောနိုင်တယ်ပေါ့နောက်တစ်ခါအာရိဏဒါနဆိုတဲ့နေရာမှာလည်းထို့တူပဲလူတစ်ယောက်ကိုစိတ်ဆင်းအောင်လူတွေဆိုတာဘယ်သူပဲဖြစ်ဖြစ်ပစ္စည်းဥစ္စာပေါ်မှာမိတီးပြီးတော့သက်ရှင်ကြတာဖြစ်တယ်ပစ္စည်းဥစ္စာဆုံးရှုံးသွားလို့ရှိရင်လူပါစိတ်ဆင်းရဲကြတယ်လေပစ္စည်းဥစ္စာပြတ်သွားရင်လူစိတ်ဆင်းရဲကြတယ်ဒါမှမဟုတ်ကိုယ်ပစ္စည်းပျောက်သွားတယ်ပြတ်သွားတယ်ဆုံးရှုံးသွားတယ်ဆိုရင်လူတွေဟာငိုယိုကြတယ်ယူထုံးမရဖြစ်ကြတယ်ပစ္စည်းဥစ္စာထိတာနဲ့အဲ့တော့အာရိဏဒါနဆောက်တည်လိုက်တဲ့ဖြင့်ပစ္စည်းကိုအကြောင်းပြုပြီးတော့လူတွေစိတ်ဆင်းရဲမှုကိုမဖြစ်တော့သည့်အတွက်ကြောင့်အာရိဏဒါနဆိုတဲ့သီလသူများပစ္စည်းကိုမတရားမယူပါဘူးဆိုတဲ့
အရိဏဒါနသီလဟာလည်းပဲမေတ္တာကိုအခြေခံတာပဲဖြစ်တယ်ကာမိတုမိစ္ဆာစာရဆိုတာလေတစ်ဖက်သားမှာကာမကိစ္စတွေကျุလုပ်တယ်ဆိုလို့ရှိရင်ဂုဏ်သိက္ခာတွေပြည့်ရင်းတယ်စိတ်ဆင်းရဲကြတယ်အဲ့ဒီတစ်ဖက်သားတွေစိတ်ဆင်းရဲကြောင်းဖြစ်တဲ့ကာမိတုမိစ္ဆာစာရဟာရှောင်လိုက်တာဆိုတာလည်းပဲတစ်ဖက်သားကိုစိတ်မဆင်းရဲစေလို့သောကြောင့်အာရောဓဆိုတဲ့မေတ္တာကိုအခြေခံတာပဲလို့ပြောလို့ရတယ်တစုံတစ်ယောက်ကိုလိမ်လည်လှည့်ပြားပြီးတော့အကျိုးစီးပွားပြည့်ပြားအောင်ပြောမယ်ဆိုရင်လည်းပဲမုန်းတိမှုကိုအခြေခံပြီးတော့လုပ်ကြတာဖြစ်တယ်ရုံးပြင်ကနာတက်ပြီးတော့မမှန်သက်သေတွေထွက်ဆိုရင်တစ်ဖက်သားမှာနစ်နာဆုံးရှုံးအဲ့ဒါကြောင့်မို့အာရောဓဆိုတဲ့မေတ္တာရှိတဲ့ပုဂ္ဂိုလ်ဟာတစ်ဖက်သားကိုပြည့်ပြားအောင်ဘယ်တော့မှမလုပ်ဘူးဒါကြောင့်မို့ဒီဘုဒ္ဓဝါဒဝေရမဏိသိက္ခာပဒံသမာရိယမိလို့ဆောက်တည်လိုက်တဲ့သီလဟာလေအာရောဓဆိုတဲ့မေတ္တာကိုအခြေခံတယ်လို့ပြောရတယ်သူရမိရိယကြတော့သူကြတော့အလုံးကိုခြုံငုံပြီးတော့ပြောလိုက်မယ်ဆိုလို့ရှိရင်အယက်ဒေသတောက်စားခြင်းဖြင့်ကိုယ်ဘဝမှာအကျိုးရှိရာရှိကြောင်းဆောင်ရွက်နိုင်တဲ့အသိဉာဏ်တွေဆုံးရှုံးသွားတယ်။အဲ့ဒီအသိဉာဏ်ဆုံးရှုံးမှုဟာအလုံးဆုံးရှုံးခြင်းနဲ့လားသရံတူတယ်ပေါ့။အဲ့ဒါကြတော့အလုံးကိုခြုံငုံပြီးတော့ထားတာဖြစ်သောကြောင့်သူကြတော့အလောဘအရောဓအမောဟအလုံးကိုခြေခံတယ်လို့ပြောမှာဖြစ်တယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်မိမိတို့မိသားစုတွေမှာရက်သေးစားတောက်စားတဲ့လူပါရင်မိဘတွေစိတ်ဆင်းရဲမယ်အဲ့ဒီစိတ်ဆင်းရဲမှုကိုမဖြစ်စေဘူးမိဘတွေစိတ်ချမ်းသာစေမယ်သားသမီးတွေကလည်းအဲ့ဒါလို့နေမယ်ဆိုလို့ရှိရင်တော့မေတ္တာကိုအခြေခံတယ်လို့ပြောလို့ရတယ်ဒါကြောင့်မို့အာရောသောသီလဟေတုအဲ့ဒီသီလဆိုတဲ့အာရောဓဆိုတဲ့မေတ္တာအခြေခံပြီးတော့သီလဆိုတာဖြစ်ပေါ်လာအဲ့ဒီဖြစ်ပေါ်လာတဲ့သီလဟာလည်းပဲအခုပြောခဲ့တဲ့အကုသိုလ်အညစ်အကြေးတွေကိုဆေးကြောတန့်စင်ပေးတတ်တာဖြစ်သောကြောင့်ပုံညာလို့ခေါ်တယ်နော်အဲ့တော့ဒါနကလည်းပဲပုံညာပဲသီလကလည်းပုံညာပဲဒီတဲ့အဆင့်မြင့်သွားရင်ကာမဂုဏ်အာယုံဆိုတဲ့အညစ်အကြေးတွေကိုတန့်စင်ဆေးကြောလိုက်နိုင်တယ်ဆိုရင်သမထဘာဝနာဗြဟ္မပြည့်ထီအောင်ရောက်နိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့ဇန်တရားတို့ဘာလို့ဖြစ်ပေါ်လာတယ်ဆိုရင်ကိလေသာအညစ်အကြေးတွေများစွာကင်းသွားအဲ့ဒါကြောင့်မို့လို့ပုံညာနောက်ဆုံးမှာအစွမ်းထက်ဆုံးပုံညာကတော့မက္ကုသိုလ်ပဲဖြစ်တယ်ပေါ့ဝိပဿနာတရားကျင့်ကြံကြိုးကိုအထောက်ပြီးရရှိလာတဲ့မက်ကြတော့သူကတော့အလုံးရင်ထဲမှာရှိတဲ့ကိလေသာအညစ်အကြေးတွေအလုံးကိုတန့်စင်ဆေးကြောနိုင်တာဖြစ်တယ်အစင်စင်ဆေးကြောသွားတယ်အရဟတမေရောက်ပြီဆိုတဲ့အခါမှာကိလေသာတွေရင်ထဲကကိလေသာအညစ်အကြေးတွေအလုံးကင်းစင်သွားတာဖြစ်လို့သူကြတော့တကယ်ပုံညာအစစ်ဖြစ်အဲ့ဒါကြောင့်မို့ပုံညာဆိုတာပုဏ္ဏတိသောတေတိတိပုံညာဆိုတဲ့အတိုင်းရှင်တဲ့နှလုံးထဲမှာစိတ်အစဉ်မှာဖြစ်ပေါ်နေတဲ့အစိတ်အတောက်အငြိအကျေးတွေကိုဆေးကြောတန့်စင်နိုင်တာဖြစ်သောကြောင့်ပုံညာဒီကနေ့ဒီလိုပုံညာတွေထဲမှာတို့တွေဟာဒါနကောင်းမှုလည်းလုပ်ရတယ်သီလလည်းစောင့်တည်ရတယ်တရားနာခြင်းဖြင့်ဘာဝနာလုပ်ငန်းကိုလည်းလုပ်ရတယ်တို့ရင်ထဲမှာရှိတဲ့အစိတ်အတောက်တွေဟာဒီကုသိုလ်စွမ်းအားနဲ့ဆေးကြောလိုက်ရတယ်လို့ဒီလိုစိတ်ထဲမှာနှလုံးသွင်းပြီးတော့ဒီအချိန်မှာကုသိုလ်တရားတွေကြီးပဲဖြစ်တာဖြစ်တယ်။နောက်တနည်းအားဖြင့်ပြောမယ်ဆိုရင်ပုံညာဆိုတာဟာပု္ပ္ပစဘဝံနိဗ္ဗတေတိတိပုံညာဆိုတဲ့စကလုံးအဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ကြည့်မယ်ဆိုရင်ဒီပုံညာရဲ့အကျိုးဖြစ်ပေါ်လာပြီးဒါနရဲ့အကျိုးပဲဖြစ်စေသီလရဲ့အကျိုးပဲဖြစ်စေဘာဝနာရဲ့အကျိုးပဲဖြစ်စေဒီပုံညာဆိုတဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးတရားဟာဘဝတစ်ခုရလာပြီဆိုရင်အဲ့ဒီဘဝဟာပု္ပ္ပစဘဝပူဇော်တိုက်တဲ့ဘဝအလေးပြုခံရတဲ့ဘဝဆိုလိုတာအဆင့်တန်းမြင့်တယ်လူဖြစ်ရင်လည်းအဆင့်တန်းမြင့်လို့လူတကာလေးစားတယ်နတ်ဖြစ်ရင်လည်းအဆင့်တန်းမြင့်လို့နတ်တကာလေးစားရတယ်ပြမဖြစ်ရင်လည်းပြမအလုံးကလေးစားတတ္တလောကကြီးတစ်ခုလုံးလေးစားခံရတဲ့ပုဂ္ဂိုလ်ဖြစ်ကိုရောက်စေနိုင်တာလည်းပဲဒီကုသိုလ်ပဲလို့ဆိုလိုတယ်နောက်ဆုံးပဲသုံးလောကထွတ်ထားမြတ်စွာဘုရားတွေဟာပါရမီဖြည့်တဲ့အခါမှာဒါနကပဲစတင်ပြီးတော့ဖြည့်ကြတာပဲဖြစ်တယ်ဒါနကောင်းမှုဖြည့်လို့ထွတ်ထိပ်ပါရမီကုသိုလ်ထွတ်ထိပ်ရောက်သွားပြီဆိုလို့ရှိရင်ဖရာဖြစ်သူရောက်တဲ့တပ္ပညုတဉာဏ်တော်ကြီးကိုရပြီဖရာဖြစ်သူရောက်သွားပြီဆိုရင်အားလုံးရဲ့ပူဇော်ခံနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်
အဲ့ဒီပူဇော်ခံလိုက်တဲ့အရည်ချင်းတွေဘာကြောင့်ရတာတော့လို့ဆိုရင်ဒီကုသိုလ်ကြောင့်ရတာလို့သူတို့ဆိုလို့တယ်နော်အေးလူဘဝရောက်ရင်လည်းပဲမင်းဆိုးရသာဖြစ်ရင်အလုံးရဲ့လေးစားမှုခံနတ်ဖြစ်လို့ရှင်လည်းနတ်မင်းဖြစ်လာလို့ရှင်အလုံးရဲ့လေးစားမှုအလုံးရဲ့ကြီးညိုလေးပြုမှုကိုခံရတဲ့ဘဝမျိုးကိုဖြစ်စေတတ်လို့ကုသိုလ်လို့ခေါ်တာပုံညာလို့ခေါ်တာအဲ့တော့ကိုယ်ဆင်ញင်သုံးသပ်ကြည့်ဖို့တို့စိတ်ထဲမှာတို့ခန္ဓာကိုယ်မှာရှိနေတဲ့ရုပ်ခန္ဓာကိုယ်မှာရှိတဲ့အညစ်အကြေးတွေကိုတော့ရေမိုးချိုးတန့်စင်ပြစ်လို့ရတယ်ဆွဲကပ်နေတဲ့အဝတ်တွေမှာဆွဲကပ်နေတဲ့အဝတ်တွေကိုတော့ဆပ်ပြာနဲ့ဖုတ်လျော်လို့တန့်စင်ပြစ်လို့ရှိရင်ရတယ်သို့တော့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့လောဘဒေါသစတဲ့အညစ်အကြေးတွေကြတော့ဆပ်ပြာနဲ့ဆေးလို့လည်းမရဘူးရေနဲ့ဆေးလို့လည်းမရဘူးတခြားနည်းနဲ့ဆေးလို့မရဘူးဘာနဲ့ဆေးရမလဲဆိုအခုလိုကုသိုလ်ကောင်းမှုနဲ့ပဲဆေးလို့ရတယ်ဆိုတဲ့သဘောပေါက်တာကိုလို့လူမှာခန္ဓာကိုယ်မှာအညစ်အကြေးရှိတယ်လို့စိတ်မှာလည်းပဲအညစ်အကြေးတွေရှိတယ်ခန္ဓာကိုယ်မှာရှိတဲ့အညစ်အကြေးကတော့မတန့်စင်မဆေးကြောဘူးဆိုလို့ရှိရင်ဆက်ဆုပ်ရွံရှားပွဲဖြစ်ယုံခန္ဓာကိုယ်ကျမ်းမာရေးထိခိုက်ယုံကလွဲလို့တခြားဘာမှမဖြစ်ဘူးစိတ်ထဲမှာရှိတဲ့အညစ်အကြေးတွေကိုတန့်စင်ဆေးကြောမှုမလုပ်နိုင်ဘူးဆိုလို့ရှိရင်အောက်တန်းကျတဲ့ဘဝမျိုးရောက်သွားစေတယ်စိတ်ရဲ့အညစ်အကြေးရဲ့ဒီတုံ့ပြန်မှုကပိုအားကောင်းတယ်လို့ဆိုလို့ဒီကနေ့ခေတ်မှာကြည့်လိုက်ကိုနဲ့အနိစ္စဆုံးနေကြည့်လိုက်မယ်ဆိုရင်တိရစ္ဆာန်တွေရှိကြတယ်လူတွေနဲ့အနိကဆုံးတိရစ္ဆာန်တွေဟာနွားတွေကျွဲတွေခွေးတွေဒီတိရစ္ဆာန်တွေကဘာကြောင့်အဲ့ဒီဘဝကိုရောက်သွားကြတာလဲလို့ဆိုရင်ဒီအကုသိုလ်ကံကြောင့်ရောက်သွားကြတာဖြစ်တယ်အဲ့ဒီအကုသိုလ်ကံကဘယ်သူလှုပ်တာတုံးဆိုရင်သူတို့ကိုယ်တိုင်လှုပ်ခဲ့တာလေသူတို့ကိုယ်တိုင်လှုပ်ခဲ့တဲ့အကုသိုလ်ကံရဲ့အကျိုးသူတို့ဟာဘဝတစ်ခုမှာရရှိခံစားနေကြတာနှိမ့်ကြတဲ့ဘဝမျိုးကိုရောက်သွားတာနှိမ့်ကြတဲ့ဘဝရောက်သွားလို့ရှိရင်မြင့်မြတ်တဲ့အခွင့်အရေးတွေကိုမရနိုင်ဘူးပေါ့လောကမှာ human right တာရှိတာနော်တိရစ္ဆာန်တွေကြတော့ human right မရှိတော့ဘူးပေါ့အဲ့တော့လောကမှာဒီကိုယ်ဆိုင်ရာအခွင့်အရေးတစ်ခုရရှိတယ်ဆိုတာဘဝရဲ့အကျိုးပေးမှုပဲဖြစ်တယ်အဲ့ဒီအကျိုးပေးဆိုတာကုသိုလ်ကံရဲ့အကျိုးပေးမှုပဲဖြစ်တယ်ပေါ့ဒါကြောင့်ပုံညာဆိုတဲ့ကုသိုလ်ကောင်းမှုဟာပြုလိုက်တဲ့ဘဝမှာလည်းပဲစိတ်ချမ်းသာမှုကိုဖြစ်ပေါ်စေနိုင်တယ်သူ့ရဲ့အကျိုးတရားတွေပေါ်ပေါက်လာတဲ့အခါအဲ့ဒီမှာကုသိုလ်ဆိုတာအခုလို့အခုရတဲ့အကျိုးကဘာတော့ဆိုရင်စိတ်ချမ်းသာခြင်းဝမ်းသာခြင်းကြည်နူးခြင်းစိတ်ထဲမှာအာရဖြစ်ခြင်းကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တိုင်းဟာစိတ်ထဲမှာပျော်ရွှင်ရခြင်းဟာအခုလုပ်လို့အခုရတဲ့အကျိုးလို့ခေါ်တယ်နော်နောက်ဘဝထိစောင့်ရတာမဟုတ်ဘူးအေးနောက်ဘဝရောက်တဲ့အခါမှာကောင်းမြတ်တဲ့ဘဝကိုရောက်တယ်ချမ်းသာဒုက္ခတွေရတယ်ဥပမာပဲဒါနကောင်းမှုပြုခဲ့သည့်အတွက်ကြောင့်လူဖြစ်လာတဲ့အခါမှာတထေးအိမ်သွားပြီးတော့လူဖြစ်တယ်လောကင်စားတော့ခြင်းမပြုဘဲနဲ့မိဘချမ်းသာတဲ့အမွေအနှစ်တွေကိုရလိုက်တယ်ဆိုတာမျိုးဟာကုသိုလ်ကြောင့်ရတာသိကြတယ်ဒါကုသိုလ်ကြောင့်ရတာကိုရှာလို့ရတာမဟုတ်ဘူးမိဘတွေရှာထားတဲ့ပစ္စည်းတွေကိုကိုယ်ကပိုင်ဆိုင်ခွင့်ရလိုက်တယ်ဆိုဒါကုသိုလ်ရဲ့အကျိုးဆိုတာအမှန်တမ်းထင်ရှားတယ်ပေါ့နော်နောက်တစ်ခါသီလဆောက်တည်လာတဲ့အတွက်ကြောင့်လူဘဝရောက်တဲ့အခါမှာကျမ်းမာနဲ့ယောဂကင်းရှင်းစွာရောက်ရှိလာတယ်ဒါသီလရဲ့အကျိုးအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရောက်ရှိလာတယ်ဘာဝနာရဲ့အကျိုးဒါနရဲ့အကျိုးသီလရဲ့အကျိုးကြောင့်လူဘဝမှာလူပြည်သားဖြစ်လာရတဲ့အချိန်မှာဒီဖြစ်ပေါ်လာတဲ့အခြေအနေကောင်းကြီးကိုဒီပျော်ခြင်းပါခြင်းပျော်ရွှင်ခြင်းဆိုတဲ့ဒီအလုပ်တွေနဲ့အချိန်မကုန်စေဘဲနဲ့ကုသိုလ်ကောင်းမှုကိုဆက်ပြီးလှုပ်ခြင်းအပြင်ဘဝတစ်ခုဟာဒီတိုးမြင့်သွားမှာပဲဖြစ်တယ်ဘဝတစ်ခုရလာလို့ချမ်းသာတဲ့ဘဝမှာချမ်းသာမှုကိုလွဲသုံးစားလုပ်ပြီးတော့မကောင်းမှုအကုသိုလ်တွေကိုလုပ်နေကြတဲ့ပုဂ္ဂိုလ်တွေလည်းရှိတာပဲအဲ့ဒီလိုပုဂ္ဂိုလ်တွေကြတော့အဟောင်းစားနေတယ်လို့ပြောခံရတဲ့ပုဂ္ဂိုလ်မျိုးပဲအတိတ်ကလှူခဲ့တဲ့ကုသိုလ်ကောင်းမှုရဲ့အဟောင်းကိုသာစားနေပြီးတော့အသစ်မလုပ်ဘူးဆိုလို့ရှိရင်ဒီအဟောင်းကုန်သွားလို့ရှိရင်တော့ဆင်းရဲဒုက္ခရောက်မှသိကြတယ်ဒါကြောင့်မို့အဟောင်းကိုရရှိခံစားနေတဲ့အချိန်လေးမှာအသစ်ကိုလည်းပဲတတိထားပြီးတော့ကြိုးစားအထောက်ကြရတယ်ထိုကြိုးစားအထောက်တဲ့အသစ်ဟာ
ဘယ်တိုင်းတာထိအောင်နှလုံးသွင်းဆင်ခြင်ထားရမလဲဆိုရင်တဏှာဥက္ကလုကင်းစေနိုင်တဲ့နိဗ္ဗာန်ချမ်းသာထိအောင်ဥတည်ချက်ထားပြီးတော့ဣဒံမေပုံညာနိဗ္ဗာန်တပစ္စယဟောတုငါတို့လုပ်တဲ့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တွေဟာနိဗ္ဗာန်ချမ်းသာအတွက်ဥတည်ချက်ထားပါတယ်နိဗ္ဗာန်အတွက်အကြောင်းတရားဖြစ်ပါစေလို့ဆိုတာထားလို့ရှိရင်နိဗ္ဗာန်ရောက်သည့်ထိုင်အောင်ဒီကုသိုလ်ကံရဲ့အကျိုးပြုမှုအရှိန်အဝါဟာရှိနေမှာပဲဖြစ်တယ်ပေါ့တဏှာဥက္ကထွက်အောင်စွမ်းဆောင်နိုင်မှုရှိတယ်ဒါကြောင့်မို့ကုသိုလ်ကောင်းမှုဆိုတာဟာဝေလာမပုံနာကြီးလှူတဲ့အလှမျိုးလိုတန်ဖိုးအလွန်ကြီးတဲ့အလှပဲဖြစ်စေဒီဆွန်လေးတစ်ခွဲဟင်းလေးတစ်ခွဲပန်းလေးတစ်ခွဲလှူတဲ့အလှမျိုးပဲဖြစ်စေသူကနိဗ္ဗာန်ကိုဥတည်ချက်ထားမယ်ဆိုရင်နိဗ္ဗာန်ထိအောင်စွမ်းဆောင်မှုပေးနိုင်တယ်အကယ်၍နိဗ္ဗာန်ကိုဥတည်ချက်မထားဘူးဆိုရင်တဏှာထဲမှာပဲအကျိုးပေးနိုင်တယ်ဒီလိုဆိုလိုတယ်ပေါ့နော်ဥပမာဘာနဲ့တူတော့ဆိုရင်ဆူးလေးဟာသေးသေးလေးပဲဖြစ်ဖြစ်စေထောင်ထားလို့ရှိရင်ဆူးနိုင်တယ်နော်ဖိလိုက်လို့ရှိရင်လူရဲ့ခြေထောက်ကိုလည်းဆူးနိုင်တယ်လက်ကိုလည်းဆူးနိုင်ဘလောက်ပဲသေးတဲ့ဆူးလေးပဲဖြစ်ဖြစ်အနေထားမှန်ရင်ဆူးတယ်လို့ဆိုလိုတယ်အကြီးကြီးမှဆူးတာမဟုတ်ဘူးအဲ့ဒါလိုပဲကုသိုလ်ကောင်းမှုကသေးသေးလေးလုပ်တဲ့ကုသိုလ်ကောင်းမှုနည်းနည်းလေးလုပ်တဲ့ကုသိုလ်ကောင်းမှုဟာလည်းနိဗ္ဗာန်ကိုဥတည်မဲ့ဆိုရင်နိဗ္ဗာန်ထိအောင်စုဝင်သွားနိုင်တယ်လို့ဆိုလိုတယ်ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်ငါကုသိုလ်လေးကနည်းနည်းနိဗ္ဗာန်တော့မရောက်နိုင်ပါဘူးလို့မအောင်မေ့လေနဲ့တဲ့ဒါကြောင့်မို့ဟင်းရွက်လေးတစ်ဆုပ်ဟင်းလေးတစ်ခွက်ဆွန်းလေးတစ်ခွက်လောင်းတဲ့ကုသိုလ်ပဲဖြစ်စေနိဗ္ဗာန်ကိုဥတည်လိုက်မယ်ဆိုရင်နိဗ္ဗာန်ထိအောင်စုဝင်သွားနိုင်တဲ့စွမ်းရည်တတိရှိတယ်လို့ဒီလိုဆိုတယ်နော်အေးတော့ပဲလူကြီးလူနိဗ္ဗာန်ကိုဥတည်ချက်မထားဘူးဆိုရင်စုကိုလှဲထားလို့ရှိရင်အပေါ်ကဖိချင်တဲ့တော့ဖိမစုဘူးအဲ့ဒါလိုပဲကိုယ်စိတ်လေးဟာဆူလေးထောင်ထားသလိုနိဗ္ဗာန်ထိအောင်ဥတည်ထားရမယ်လို့သူတို့ဆိုလိုတယ်ပေါ့နိဗ္ဗာန်ထိအောင်ဥတည်ပြီးတော့လုပ်တဲ့ကုသိုလ်ကောင်းမှုမှန်တယ်နိဗ္ဗာန်ထိအောင်အကျိုးပေးတယ်လို့ဒါကြောင့်မို့ကုသိုလ်ကောင်းမှုရဲ့သဘောကိုဆင်ញင်စဉ်းစားပြီးတော့ကုသိုလ်ကောင်းမှုဆိုတာပုံညာလို့ခေါ်တဲ့အရာခဏစိတ်ထဲမှာဖြစ်ပေါ်နေတဲ့ကိလေသာအညစ်အကြေးတွေကိုတန်ဆင်ဆေးကြောနိုင်တဲ့စွမ်းအားရှိတယ်ဖြစ်ပေါ်လာရဘဝမှာလည်းပဲပူဇော်တိုက်တဲ့အဆင့်မြင့်တဲ့ဘဝမျိုးဖြစ်ပေါ်စေတယ်နောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာထိအောင်ရောက်ရှိအကျိုးပေးနိုင်တယ်လို့ဒီကုသိုလ်ကောင်းမှုရဲ့စွမ်းရည်တတ္တိတွေကိုယုံကြည်ပြီးတော့မိမိတို့ရရှိထားတဲ့ဘဝမှာတို့တွေဟာမေ့လျော့မနေဘဲနဲ့ကုသိုလ်ကောင်းမှုကိုပြုရမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားပြီးတော့ကိုယ်စိတ်ထဲမှာကုသိုလ်တရားဖြစ်ပွားအောင်နေ့စဉ်နဲ့အမျှကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုရေစက်ခွက်လေးကရေစက်ချအရှင်ဖေယဖေယတပိတော်တို့သည်ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးကိုပူဇော်သောအားဖြင့်ပမောက္ခချုပ်ဆရာတော်အားသင်္ကန်းတပိတ်ပရိက္ခရာတို့ကိုလူတန်းလျက်ကန့်ထချင်းသိက္ခာပရပူဇာအလှတော်မင်္ဂလာကိုဆင်ရင်ကျင်းပါပြုလုပ်ကြပါကုန်၏လူတော်မင်္ဂလာပွဲသို့ကြွားရောက်ချီးမြှောက်တော်မူကြသောသံဃာတော်တို့၏မျက်မှောက်၌တရဏဂုံသီလကိုဆောက်တည်ကြပြီလင်တရားဓမ္မကိုနာယူကြပါကုန်၏သင်္ကန်းဝတ္ထုဆောင်အစရှိသောဓာတဗဝတ္ထုအစုစုတို့ဖြင့်သံဃာတော်ရှင်မြတ်တို့အားပူဇော်ကြပါကုန်၏သာသနာ့တွင်ဝင်သီလရှင်ဆရာတို့အားလှူဒါန်းကြပါကုန်၏ဆွမ်းခဲဝေဘောစဉ်ချိုးချင်းရတာဖြားဖြားတို့ကိုဆက်ကပ်ပါကုန်၏ယနေ့ယခုအာထုတ်ပြုလို့ရသော
သိက္ခာပဒပူဇာကန်ထချင်းအလူတော်မင်္ဂလာတရဏဂုံသီလကိုသောတ္တိယချင်းတတ္တဗဝုထုအစုစုတို့ကိုလူရန်ရချင်းဆွမ်းခဲဝဲဘောစဉ်ချွတ်ချင်းရတာဖြာဖြာတို့ကိုစက္ကရချင်းတရားဓမ္မကိုနာယူရချင်းအစရှိသောဤကုသိုလ်ကောင်းမှုစုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေသာရှင်ဖေဟာဤကောင်းမှု၏အဖို့ဘာကကိုရှေးဥစွာမိခင်ကြီးတောမြတ်အေးအားအမြအမြဝေငှပါကုန်၏30ပုံချင်းလီကုန်သောလုံးစုံများစွာတတ္တဝါတို့နှင့်တကွာမိဟောင်းဖာဟောင်းဆွေဟောင်းမျိုးဟောင်းမိတ်ဆွေပေါင်းတို့အားအမြအမြဝေငှပါကုန်၏အထူးအားဖြင့်တပည့်တော်များနေထိုင်ရာအင်္ဂေဟာတို့၌ဝန်းကျင်ပတ်ခြားယတိတာတို့နှင့်ယတိတာတို့၌ရှိကြကုန်သောနတ်အပေါင်းတို့အားအမြအမြဝေငှပါကုန်၏ကုသိုလ်ပြုရာဓမ္မသဟာယသာသနာစင်တာဧရိယာ၌ရှိကြကုန်သောနတ်ပေါင်းတို့အားအမြအမြဝေငှပါကုန်၏30ပုံချင်းလီကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုအလုံးကြာကြာသမျှအမြအမြအမြပြုတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးကြာကြာသမျှအမြအမြအမြပြုတော်မူကြပါကုန်လောသာဓုသာဓုသာဓု